ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော် survival series အသစ်တစ်ခုဆောင်းတာပေါ့နော်ဒါကတော့ကျွန်တော် Minecraft Java မှာဆောင်းမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်စကားရအများကြီးမပြောဘဲနဲ့အချို့လေးကြည့်ပြန်တဲ့ဗီဒီယိုလေးကိုစလိုက်အောင်စာဟုတ်ဘူးနော် yes Minecraft Java ဘယ်လောက်ထိကောင်းလဲဆိုတော့ကျွန်တော်ဆော့ကြည့်အောင်Okay ကျွန်တော်တို့Minecraft Java မှာကျွန်တော်တိုးရှားတယ်လို့ပြောတာကျွန်တော်မြင်တော့တိုးကရှားမယ်မထင်ဘူးနော် Okay ကျွန်တော် let's goကျွန်တော်ရဲ့ပထမဆုံး Minecraft video မှာကျွန်တော် Java ဆော့ဖို့လို့ပြောတာပါတယ် yes ကျွန်တော်ဆော့ဖို့ပါတယ် but ဒီ version မဟုတ်ပါဘူးကျွန်တော်ဆော့ဖို့ရဲ့ version က 1.9 ပေါ့နော်ဟိုကျွန်တော်ဆော့မှာနောက်ဆုံးထွက်တာလေဟိုစား25 26ပေါ့နော်ဆော့မှာနော် alright ကျွန်တော်တို့ရုံးဆုံးကျွန်တော်တို့ရွာရှာမယ်ပေါ့နော်ရွာရှာမယ်ဆိုတော့ကျွန်တော်မြေပြန့်မှာရွာကြီးပေါ်တယ်ပေါ့နော်ဒီလိုနေရာမျိုးမှာရွာနေရှားတယ်ဟဲ့ကျွန်တော်ရှူကားကင်းနေယူလာလိုက်မယ် yes ကားကင်းနေယူလာလိုက်မယ် okay ဆိုတော့ကျွန်တော်တို့ခုကရွာလိုက်ရှာပေါ့နော်ကျွန်တော်ဒုစားမြေပြန့်နဲ့နီးမယ်ထင်တယ်no ကျွန်တော်မြေပြန့်နဲ့မနီးဘူးကြောက်တော့ထိုးလိုက်ကောင်းလာတယ်။အဲကြောက်တော့ရင်ထိုးလိုက်အောင်။ alright okay ကျွန်တော် second ဘယ်လိုဖြစ်တာလဲဒါပေမဲ့ yes ဘိုင်ဆိုပါကျွန်တော်နောက်နေ့ကျရင် original second ပြန်ထားအောင်နော် original second ဆိုကျွန်တော်ပထမဆုံး video သုံးဖို့က second မဟုတ်ဘူးကျွန်တော်နောက်ထပ်လုပ်ထားတဲ့ second ပြီးတော့ကျွန်တော်တို့ Minecraft ဟိုလေးပြန်လာတယ် Minecraft Parrot series လေးကျွန်တော်ဖျက်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော် Minecraft Parrot series ကကျွန်တော်နည်းနည်းလေးကျွန်တော်ဒီ Java ထက်ပို့ပြီးတော့နှေးရမှာပေါ့နော် Java video တွေကလာနိုင်တယ်ပုံများရပေါ့နော် Okay ကျွန်တော်ဘာမှလည်းမလုပ်သေးဘူးစားရီလေးတော်တော်များများရပါပြီဆိုတော့ကျွန်တော်တို့နောက်ထပ်ရှာလိုက်ရအောင် let's go okay ကျွန်တော်ဒီတစ်ပိုင်းမှာရှာကြည့်အောင်ကြတော့ကျွန်တော်village လည်းမတွေ့ဘူးပြီးတော့ဒါကျွန်းဖြစ်နိုင်ခြေတွေများတယ်ပေါ့နော်ဘာလို့ဆိုရင်ကျွန်တော်တစ်ပတ်လောက်ရှိပြီရှင်တယ်ကျွန်တော်ဒီနောက်ပြင်ရောက်နေတာဆိုတော့ကျွန်တော်တို့ဒီနားကြောက်လုံးလေးပဲတူးလိုက်မယ် okay ဒီနားမှာကြောက်လုံးလေးရှိတယ် yes နားမှာကြောက်လုံးတွေပြန်နေတယ်နားနေလက်ဟိုမှာ iron let's go ကျွန်တော် iron ရပါပြီရုံးလုံးဒီပါလေးခရလိုက်အောင်ကျွန်တော်ဒီနား iron လေးတူလိုက်မယ် alright ဆိုတော့ဒီနားမှာ iron နှစ်တုံးပဲရှိတယ်ရှုံးလာလိုက်ရှာကြည့်ရတာတုံးမရှိမယ်နော်ကျွန်တော်တိုင်းကြည့်မယ်ကျွန်တော်ထားလို့ပြတယ်ဘာလို့လဲကျွန်တော်နေတော့နေတော့ okay ဒီနားကျွန်တော်တခါမှမရောက်သေးဘူး yes အမခိုးရရှိရ let's goပိုးရလို့ရှိရင်ဟိုအစားအစာကြီးလည်းချက်လို့ရတယ်အားလည်းကျိုးလို့ရတယ်ဘယ်ဟာလေးတော့ရှာလိုက်အောင်လေညမှာရှိအောင်မှာကျွန်တော်တင်တော့ခိုးရမှာ yes ဟိုနားမှာဒါကြီးကျွန်တော် iron ထည့်ရ okay ကျွန်တော်တို့ဒါကြီးကုန်ထူးလိုက်အောင်ပြီးတော့ကျွန်တော်
ကျွန်တော်ရဲ့ Minecraft Survival Series တစ်ခုလုံးကျွန်တော်နာမည်ရပါပြီပေါ့နော်အဲ့တော့ Sun Secret ကျွန်တော်တို့ Empire ပါ Sun Secret Empire ဆိုတော့ yeah ကျွန်တော်လည်းပါနေမယ်လည်းနားမလဲဘူးလာရတင်တော့အဲ့ပြီးတော့ David ဘာမှမရှိဘူးเนาะကျွန်တော်တိုင်းတာလို့ပေးလိုက်တာပါ okay ဆိုတော့ကျွန်တော်ညရောက်တော့မယ်ဆိုတော့ကျွန်တော်စိတ်ပူရမလို့ကျွန်တော်မ3ဝင်5တုံးရှိတယ်ဆိုတော့အိုးခုနကမြေပြန်ကြီးပဲဟောတော့ကျွန်တော်ရွာတွေးလောက်တယ်အားဆိုတော့ okay ကျွန်တော်အဲ့ရလေးခရက်လိုက်အောင်အေးလိုက်အောင်အေးလက်ကြီးကဘာကြီးဖြစ်တာတော့ no what the hell တော့လက်ကြီးကတော်တော်ဆိုးတာပဲတော့ဒီဘောင်းထန်ရဖြစ်တယ်ကျွန်တော်ရဲ့ကြိုက်တာထန်နေပြီ no တာကြီးငါ့ကြိုက်တာမင်းစီဂျီနဲ့တူလို့မရအောင်ကျွန်တော်မိုင်းရွက်ကြာပါဘူး Optify လာပါတယ်အဲ့ version ဆော့ချင်တာဒါပေမဲ့အဲ့ဒါ yes download မရပါဘူးကျွန်တော် download ရပြီမဲ့ကျွန်တော်ဘာရည်လဲမသိကျွန်တော်လုပ်ပိုင်းနေဆိုတော့ကျွန်တော်မှမသိလို့ကျွန်တော်မလုပ်လိုက်ဘူးနော် Optify ကိုကျွန်တော်ဘာလဲဖုန်းပေါ်မှာ download ရတာမသိပါဘူးကျွန်တော် okay ဆိုတော့ကျွန်တော်ဒီနားလေးမှာမိကြရင်တော့စားခိုးကတော့ခွဲတာခိုးတော့တော့ခွဲဟုတ်ပါရောဒီလိုပဲထားလိုက်တော့ရော okay ဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုကမိတိုင်းလောက်ပါမယ်မိတိုင်းအိုးလန့်လိုက်တယ်ဟွာလန့်အောင်လုပ်တော့okay ကျွန်တော်ဒီနားမှာဘာမှလည်းမရှိပါလား no cave ကိုကြီးဖြစ်မယ်ထင်လို့ cave ကတိတိဖြစ်နေတော့ကျွန်တော် game ကြည့်လာတယ် okay ဆိုတော့ကျွန်တော်တို့တားရီချက်လောင်းကြီး yes တားရီချက်လို့ရှိရင်ကျွန်တော်တို့မိုင်းတွေလိုက်ရှာပြီကျွန်တော်မိုင်းတွေနဲ့တော့ဟိုလေမိုင်းတွေနဲ့မတော့ခင်ကျွန်တော် super solar response wine လေးဆက်ထားတယ်နော် okay ဒီနောက်မိုင်းတွေလေးလိုက်ရှာလိုက်ရအောင်ဟိုဘက်ချမ်းမှာလေးကန်တကင်းရှိသေးတယ် yes ဘက်ချမ်းတော့ကြည့် please don't be island okay yes island မဟုတ်ပါဘူးပြောကြရေး island မဟုတ်ဘူး let's go ကျွန်တော် cave ကြီးတွေ့နေတာဒါပေမဲ့ cave ကြီးမတွေ့ဘူးဖြစ်နေတယ်โอ้ဒီမှာရေတွေနဲ့ကွာဘယ်လိုစမပြေဘူးကျွန်တော်ရေနဲ့ဆိုရင်ကျွန်တော်တူးလို့မခေါ်ဘူးနော်ကျွန်တော်ရေတိတ်မရှိရပဲတူးလို့ခေါ်မှာကဲကျွန်တော်ရဲ့ပြင်ဝင်အပွေးကြီးဟာနည်းတည်နေကျွန်တော် setting ဝင်ချိန်လိုက်အောင်မယ်โอเคအခုမှနည်းနည်းပိုကြည့်လို့အောင်ပါ let's go ကျွန်တော်ဒီဆိုရတဲ့okay yes ဒါ cave ကြီးပဲ let's go ကျွန်တော်ဆင်းအောင် cave ကြီးဆိုမဲ့သူကအကြောင်းပွဲနေဟာကျွန်တော်ဟိုလိုအကြီးမဟုတ်ဘူးနော်စားလိုက်ပြင်ဆင်းမယ် yesကျွန်တော်ဒါလေးပဲတုံးလိုက်တော့ဒီလူပါလေးမဟုတ်ဘူး okay အိုးဒီမှာ iron ကျွန်တော်ရေတွေပိတ်လိုက်မယ်yes ခေါင်းရောကာလိုက်နိုင်ပြီကျွန်တော်ဒီတော့ iron နဲ့ဆိုလို့ရှိရင်တော့ဟွာကောင်းလုပ်ရပြီကျွန်တော် iron ပိတ်ကကောင်းလုပ်ရပြီကျွန်တော်ဒိုင်းကပဲရအောင်တော့နော်ဟိုပေါင်းလိုက်လို့ရှိရင် yes ဒါပေါင်းလိုက်လို့ရှိရင်ကျွန်တော် S ပါလုပ်လို့ရတယ် yes ဟိုပါပြီ okay ကျွန်တော် cave က
တော့မကြီးရမယ်ကျွန်တော်အာယွန်အလုံးပေါင်းကျွန်တော်စောစောပြောက်တယ်ထားလိုက်ပါကျွန်တော်အာယွန်9တုံးလောက်ရပါတယ်စောစောဟာနေပေါ့9တုံးလောက်ရပါတယ်တော်တော်တန်ပါလေ yes တော်တော်တန်ပါလေကျွန်တော်နောက်ထပ် cave ဖြစ်ထိုက်ရှာအောင်မယ်ဟိုမှာ cave ဟိုမှာ cave let's go ဟိုကျွန်တော်ဒီတစ်ခုကတော်တော်ကြီးတယ် yes တော်တော်ကြီးတာတော်တော်ကြီးတာကျွန်တော်ဒါကြီးอ่ะ okay oh shit နားရကျွန်တော်ဒီနားမှာ spoon white လေးစိုက်ခဲ့မယ်ကျွန်တော်အဲ့အောက်ထဲကရေတိတ်တိတ်လေးကိုခုန်ချအောင်နော် yes CJ ဂေးနေလို့ရှိရင်အဲ့အပေါက်တွေကိုကြ oh no ဒီကောင်မဂေးဝေကေနောက်တစ်ခါဒါဆောဆောကကျွန်တော်တေချာမကုန်လိုက်လို့ yes တော့မသိပါဘူးဒါပေမဲ့ CJ ဂေးပါဒီကေတော့ CJ တကယ်ဂေးပါကျွန်တော်ဘာလို့မိတိုင်းချလိမ့်မယ်ဟုတ်တယ်အော်ရတယ်ဟုတ် keep ကြီးတော့ထင်တာဘာမှလည်းမရှိဘူး what the hell အိုးခုနကအိုင်နော်ရှိရယ် alright အိုင်လေးတူလိုက်မယ်ကျွန်တော်ဒါ stop ပဲပြေးရောက်နေ let's go ရပြီ stop ပဲရအောင်ပြီโอ้ဒီတော့အာယုံတော်တော်များတယ်အဲ့ဆိုတော့ကျွန်တော်ဒီနေ့ဖူးအောင်မရအောင်လုပ်လို့ရအောင်လားမသိကျွန်တော် K တွေအကုန်လုံး light တူးဟိုပေါ်မှာလေးတစ်ခုပဲဒီကျွန်တော်တူးလိုက်အောင် alright အိုးဒီမှာလည်းအာယုံနေပြီဆိုကျွန်တော်ဒီနေ့ဗီဒီယိုကျွန်တော်တို့part 1ကျွန်တော်တို့ episode 1နဲ့ကျွန်တော်တို့ဟွာရနိုင်လားအာယုံအောင်ပါplease very please okay ပေါ်ပြန်တက်လိုက်အောင် okay ကျွန်တော်ပေါ်ပြန်ရောက်ပြီပါနော် okay ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကလည်းတော်တော်လေးရှည်နေပြီဆိုတော့ကျွန်တော် MO အချိန်တက်လာပြီဆိုတော့အားလုံးပဲကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာကျွန်တော် iPhone ကမရပါမလားဆိုတော့ကျွန်တော်တူကြည့်လိုက်အောင် okay အားလုံးပဲကျွန်တော်နောက်တဲ့ဗီဒီယိုတစ်ခုမှထပ်တွေ့ကြပါမယ်အားလုံးပဲbye byeပါ